Hello, saya Dinupa, mengelawa, cemagaro, mailiba. Oh, Dima, cemaya video di daima, saya Dinupa, surami yang pani depono. Adago, cemaro, syuting segane suyin, saya Dinupa, suyin, mengela, nenekin liba, mengela ni liba, suyma alo adibaya. So, namle masolo, piamima, shimpiaraba, so, salai jaya. ဒီနေ့မှာတော့စာရေးဆရာဖူးကျော်စင်ရေးသားထားတဲ့စိတ်သစ်လူသစ်ခွန်အားသစ်ဆိုတဲ့စာအုပ်တွေကခေါင်းထဲမှာဘာတွေထည့်ကြမလဲဆိုတဲ့ဆောင်းပုဒ်တူလေးကိုဖတ်ပြမှာပဲဖြစ်ပါတယ်။ခေါင်းထဲမှာဘာတွေထည့်မလဲ။သင်မှာတောင်းအလွတ်တလုံးရှိရဆိုပါစို့။ဘာတွေထည့်ချင်လဲ။ကိုကြိုက်တာကိုထည့်လို့ရပါတယ်။ပန်းလေးတွေထည့်ရင်ပန်းတောင်းဖြစ်မယ်။ အမိုက်တွေထည့်ရင်အမိုက်တောင်းဖြစ်မယ်။ယေဒနာတွေထည့်ရင်ယေဒနာတောင်းဖြစ်မယ်။ဒီတောင်းရဲ့တန်ဖိုးဟာသူ့အထက်ကိုဘာတွေထည့်လဲဆိုတဲ့အပေါ်မှာမူတည်တယ်။တင့်တောင်းထဲမှာမကောင်းတာတွေထည့်ရင်မကောင်းတာတွေရှိနေမှာပဲ။ဒါဆိုရင်မကောင်းတဲ့တောင်းဖြစ်မယ်။ထဲတဲ့အတိုင်းရှိတဲ့အတိုင်းဖြစ်တယ်။ဒီလိုပါပဲ။ ကျွန်တော်တို့အားလုံးရဲ့ခေါင်းထဲကိုရောဘာတွေထည့်ချင်ပါသလဲကိုကြိုက်တာကိုထည့်လို့ရပါတယ်တောင်းတဲ့ကိုအမိုက်တွေထည့်ရင်အမိုက်တောင်းဖြစ်တယ်လို့ခေါင်းထဲကိုအမိုက်တွေထည့်ရင်အမိုက်ခေါင်းဖြစ်ပါတယ်ခေါင်းထဲကိုထည့်တဲ့အမိုက်တွေဆိုတာဘာတွေဖြစ်မလဲမကောင်းတဲ့အတွေးတွေအမိုက်တရိုက်ဖြစ်စေမဲ့အကြောင်းတွေမရေမရအဖက်မရတဲ့အဆိုးတွေ စိတ်ညစ်စေမဲ့အပူအပင်တွေတောကတွေသူများအကြောင်းအတင်းအဖြစ်အကျိုးမရှိတဲ့အတွေးတွေညဉ့်ညံ့တဲ့စိတ်ကူးစိတ်တန်တွေစတာတွေပေါ့ဒါတွေဟာအမိုက်တွေပဲကိုယ်ကောင်းထဲမှာအမိုက်ရှိနေရင်ထုတ်ပြလိုက်တန်းစင်စေကြောလိုက်ပါတင့်ကောင်းဟာအမိုက်တောင်းမဟုတ်ပါဘူးဆိုတာသတိရပါ ကိုယ်တိုင်လည်းအမိုက်တွေကောင်းတဲ့မထဲပါနဲ့တခြားသူတွေကတင်းကောင်းတဲ့ကိုအမိုက်တွေလာထိုင်နေရင်လည်းလက်မခံပါနဲ့အများစုကအဲ့လိုမဟုတ်ပါဘူးကိုယ်တိုင်လည်းခေါင်းထဲကိုနေ့စဉ်အမိုက်တွေထဲနေရဲ့တခြားသူတွေလာတဲ့အမိုက်တွေကိုလည်းအဝင်ခံနဲ့လက်ခံနဲ့ဒါဆိုရင်တင်းကောင်းမှာအမိုက်ကောင်းကြီးဖြစ်နေပြီအမိုက်တွေပြည့်နေတဲ့ခေါင်းကြီးနဲ့တင်းအလုပ်တွေဘယ်လိုဆက်လုပ်မလဲ ခေါင်းထဲမှာအမိုက်ပြည့်နေရင်တင်းစိတ်ကရောကြည်လင်နေမယ်လို့ထင်လားစိတ်တွေကရှုပ်ထွေးနေမှာပဲဘောသားတွေလည်းဖြစ်နေအောင်မှာပဲစိတ်အလိုမကြတာတွေလည်းရှိနေအောင်မှာပဲလူတွေနဲ့ဘယ်လိုဆက်ဆက်မလဲမိသားစုတွေနဲ့အဆင်ပြေနေအောင်မလားအောင်မြင်မှုတွေရောရနိုင်ပါမလားတင်းရဲ့အမိုက်ကောင်းကြီးကတင်းကိုမပျော်ရွှင်တယ်လို့တင်းအနီးနားကသူတွေကိုလည်း ညှိနှွမ်းစီပါလိမ့်မယ်ဘယ်တော့မှတင်းကောင်းတဲ့ကိုအမိုက်တွေမထဲပါနဲ့တင်းလဲသူများကောင်းတဲ့ကိုအမိုက်တွေသွားမထဲပါနဲ့သူများတွေအမိုက်လာထဲတာကိုလည်းလုံးဝလက်မခံပါနဲ့တင်းကောင်းကိုအမိုက်ကောင်းမဖြစ်စေနဲ့တန်ဖိုးရှိတဲ့အရာတွေကောင်းတဲ့အတွေးတွေကြည်လင်သိမ့်ရှင်တဲ့အရာတွေပျော်ရွှင်စိတ်ချမ်းမြေ့မှုတွေသာထဲပါ တင့်ကောင်းတဲ့ဓာတ်တွေနေ့စဉ်ထက်နေရင်တင်ဟာအောင်မြင်ပျော်ရွှင်လာပါလိမ့်မယ်။နေ့တိုင်းစဉ်းစားရမှာကတော့ခေါင်းတိုင်းမှာဘာတွေထက်မလဲ။ငါခေါင်းထဲမှာဘာတွေရှိနေလဲဆိုတာပါပဲ။ဘူးကျော်စဉ် Future 4ရက်4လပိုင်း2018ဆိုတော့စာပိုက်လေးကတော့ဒီလောက်ပါပဲ။အရန်ကိုအတိတ်ပဲရှိတဲ့စာတိုလေးပါပဲ။ဆိုတော့ဒီစာအုပ်လေးကို ဝါဆရာဖူးကျော်စင်ရဲ့ Big Mission Center မှာသွားပြီးမှမှာယူလို့ရတယ်လို့စာအုပ်ဆိုင်တွေမှာလည်းဝယ်ယူဖတ်ရှုလို့ရပါတယ်စိတ်သစ်လူသစ်ခွန်အားသစ်ဆိုတော့ကိုရီလည်းခေါင်းထဲမှာဘာတွေထည့်မလဲဆိုတာကိုတတိချစဉ်းစားပြီးမှထည့်ကြရအောင်ကျွန်မလည်းအရင်ကတော့ဆိုတာတွေကိုအရင်ခေါင်းထဲမှာထည့်တယ်အခုလည်းရှိနေပါသေးတယ်ဆိုတော့စူးစမ်းပြီးမှတော့ လုံနေရစူးစမ်းပြီးမှတော့ပြုပြင်နေရကိုကလည်းဘာကြီးမှမဟုတ်ဘူးဒါပေမဲ့စာဖတ်ရင်းနဲ့ညှဝေတာပါအားလုံးကိုကျေးဇူးတင်ပါတယ် May God bless to you